အားလုံးမင်္ဂလာပါနော်ဒီမှာကြည်တော့တင်ရှင်းနော်ကြည်မှာ6ဘူး3ဘူး6ဘူးရှိနော်ရှိဘူးတင်ရှင်းဒါပေမဲ့ဒီ9ဘူးကတော့ဒီ16နှစ်ကိုပဲရှင်းရှိပြီနော်ဒီ9ဘူးကတော့ပဲရှင်းအမှကျန်မှာ3ဘူးမနေ့ဖန်တော့ဒီဘူးပို့ပြရမယ်မနေ့ဖန်ဆိုရင်73ရက်နေ့3လပိုင်း73ရက်နေ့နော်မနေ့ဖန်ပို့ပြရဒါကတော့16နှစ်ကျရင်ယူဖို့မှာသူပစ္စည်းတွေခေါင်းတွေအပြည့်စုံတော့နော်ခေါင်းတွေအပြည့်စုံမယ်သူယူပါနော်ဒါတော့သူယူမဲ့စကုတ်ပေါ့နော်ဒါသူရဲ့စကုတ်နော်သူစကုတ်ဒါတော့ခြေထောက်တွေမှာလေးစားတွေပါနော်လေးစားတွေပါသူရဲ့စကုတ်နော်သူရဲ့စကုတ်သူမှာစကုတ်မျိုးစားပါသူကပြရတော့သူမှာစကုတ်မျိုးစားနော်ဒီကောင်ဒီမျိုးစားနော်ဒါတော့သူရဲ့ကာဗွန်အိုးနော်ကာဗွန်အိုးဒါကာဗွန်အိုးဒါတော့ထိန်တွင်းဒါတော့သူမှာထားတဲ့ဘာအမဲနော်ဘာအမဲမှာသူရဲ့ခလုတ်အောင်နော်ဒီခလုတ်အောင်ဒါတော့တူနော်ဒါတော့အယောင်တူဒီမှာထားတာတော့အမဲဝမ်းစက်ပေါ့နော်ဒီတင်တော့ကန်နော်ဆရာနော်ပြောင်းနော်ဒီပြောင်းနေပါသူပြောင်းလားFA ပြောင်းဒီခလုတ်အောင်နော်ခလုတ်အောင်FA တစ်စိမ့်နဲ့နော်ဒီ FA အောင်ဖိုးရှိတဲ့ FA embed တွေရှိရနော်ဈေးအကြောင်းမတူဘူးနော်တကယ်လို့မင်းရတယ် FA ရဘယ်လောက်လဲ FA ဘယ်လောက်လဲဆိုတာ FA embed လားဒီ FA အောင်ဖိုးလားဒီမျိုးရှိတယ်နော်ဈေးအမတူဘူးနော် FA on 4 FA embed ကြတော့ FA on 3ကြတော့ကျွန်တော်ရောင်းလို့မရဘူးเนาะဘာဖြစ်လို့လဲဈေးကြီးရောင်းလို့အဆင်မပြေเนาะလိုချင်တော့မှလို့ရเนาะ3000နဲ့6000အဲ့ဒီ FA on 3ရ okay เนาะ